မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ဆယ်လီထောင်း channel ကနေဒီဇင်ဘာ31ရက်နေ့အတွက်နောက်ဆုံးရနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဆယ်လီစိုက်ပျိုးရေးရဲ့စွာစီစိန်တွေဖြင့်ပရိသတ်ချစ်ခင်အားပေးမှုတွေတခဲနဲ့ရှာနေတဲ့ဆယ်လီသုံးသတင်းဖုံးပြီးမရနိုင်အောင်ပေါ်လာတဲ့ဗီတာမင်နဲ့ရွှေသမီးတို့ရဲ့ဆက်ဆံရေးသတင်းဖွေးစိန်တရားခုချိန်ထိလက်တွဲပေါ်မထားသေးတဲ့နောက်ွယ်ကအကြောင်းရင်းမှသတင်းဝင်းမုံရွှေရဲ့ယောက်ျားအတူယူတဲ့နေတိုးမိမရဲ့အရေးချင်းများသတင်းသူမကိုနေချင်းညာချင်းခရိုနီဘွားရောက်စေခဲ့တဲ့စီးပွားရေးတစ်ခုကြောင့်အခုလိုပြောပြလာခဲ့တဲ့နဝရတဲ့ရွှေချိုရေးပွဲမှာသုံးချိန်စီကိုဒီလိုကြည့်မရလို့ဖြုတ်လိုက်ကြောင်းတဲပြောလာတဲ့မိသားစုတဲ့ပဲဖြစ်ပါရဲ့ရှင်ဆယ်လီစိုက်ပျိုးရေးရဲ့စွာစီစိန်ကြီးပြင်ပြည်သက်ချစ်ခင်အားပေးမှုတွေတခဲနဲ့ရှာနေတဲ့ဆယ်လီသုံးမင်္ဂလာပါပြည်သက်များရှင်အစီအစဉ်တစ်ခုအဖွဲတစ်ဖွဲမှာသူများတွေနဲ့မတွေ့ဘဲစွာစီလန်ဆရာကြီးတွေဖြစ်နေသူတွေဟာအမြဲလူရှိတတ်ပါတယ်အခုဆယ်လီစိုက်ပျိုးရေးစီစဉ်မှာလည်းအဲ့ဒီလိုပါပဲအားလုံးတူတူရှင်ပြိုင်စောကစားနေတဲ့ကြားတဲ့ကမှာစောစီလန်ဖြစ်ပြီးအငင်းတန်တွက်လက်ဖြက်လက်အနာယူလိုစိတ်ပြင်းပြနေတာလေးကိုမှပရိသတ်တွေကသဘောချပြီးအချစ်ခံနေရတဲ့သူ၃ယောက်ရှိပါတယ်ပထမအဆုံးတစ်ယောက်ကတော့ပြေးကြည့်စရာမလိုတွေးကြည့်တာနဲ့တင်သိနိုင်မယ်ဝင်းခံမိုးပါဝင်းခံမိုးကတော့အပြာသိန်းလေးမှာလေးတိုက်ဆုံးအစွာဆုံးအသွမ်းဆုံးအဖွဲ့ဝင်တစ်ယောက်ပဲဖြစ်ပါတယ်အသက်ကလေးကလည်းငယ်ဟာသားညာကလည်းရွှင်နေပြင်အနာယူလိုစိတ်ကလည်းအတော်လေးကိုပြင်းပြတဲ့သူပါသူကဘလောက်တောင်မှလေးတိုက်ပြီးစကက်ကြီးစကက်ကျယ်တွေပြောတတ်တယ်လဲဆိုရင်ပြိုင်ပွဲမစခင်အချိန်မှာအနိုင်ရရှိသူကသူတို့ပဲဖြစ်ရမယ်သူတို့ကဘလို့တွေစူးစမ်းပြမယ်သူတို့အသင်းကသာလေးပြိုင်ဘက်ကင်းဖြစ်ရမယ်ဆိုပြီးလူကောင်လေးနဲ့မှမလိုက်တလုံးတစ်ခဲကြီးတွေအမြဲတမ်းပြောလို့ရှိပါတယ်ရှုံးသွားတဲ့အခါမှာဆိုရင်တော့စောစောကလို့ပြောခဲ့တဲ့မျက်နှာသားလေးမဟုတ်ဘဲနဲ့ဦးချောင်းချောင်းကြောင်းပေါက်လေးတစ်ယောက်လိုမျိုးဖြစ်နေပါတယ်ပရိသတ်တွေကလည်းအဲ့ဒါလေးကိုမှရှင်နေသိဆွဲပြီးတော့အပြသိန်းကဝင်းခံမှုကိုပဲလက်မလွတ်တမ်းလိုက်ကြည့်ရှုနေတာပါဒုတိယဆွာစီလန်ကတော့ just 3ပါမိမလေးရဲ့ရီးစားဖြစ်ပေမဲ့လည်းမိမလေးလိုမျိုးနူးနူးညံ့ညံ့စကားပြောပြီးအေးစစ်စစ်နေနေတဲ့သူတယောက်မဟုတ်ပါဘူးသူရဲ့စွာစီလန်မှုနှုန်းကသူ့ရဲ့လိုပါပဲအတော်လေးကိုရှင်တာပါဒါပြင် Jazz ကအတော်လေးကိုအငင်းတန်တယ်လို့လည်းနာမည်ကြီးနေပါတယ် Jazz ဆိုရင်အဲ့ဒီဆယ်လီစိုက်ပျိုးရေးမှာတကယ့်ကိုမြောင်လောင်းတကောင်လိုပါပဲသူများလေးကိုတီကောင်နဲ့တူလို့တူတစ်ဖက်သင်းကိုလည်းလုံးဝမနိုင်ဘူးမို့လို့စူးစမ်းမနေနဲ့ဆိုပြီးမထီတတီတွေဆောင်းလို့ဆောင်းသူဟင်းချက်တက်တာကိုလည်းပြိုင်ပွဲမှာကြွားလို့ကြွားတယောက်ကသူ့ကိုတခုခုလာပြောရင်တော့လုံးဝဆက်ဆက်တီမခံပဲမနိုင်မကျိန်ပြန်ခံပြောတတ်တဲ့သူလေးပါနောက်ဆုံးတစ်ယောက်ကတော့ခင်ဝင်းဝါပဲဖြစ်ပါတယ်။ခင်ဝင်းဝါကတော့တီးတဲ့အတိုင်းစွမ်းလဲစွမ်းအားလဲတန်တွေ့သမျှအကုန်ဆိုးဆိုးဆက်ဆက်လုပ်မယ်ဆိုတဲ့အမေချမ်းသမီးအလက်မလေးပါ။ခင်ဝင်းဝါကတခါတလေမင်းသမီးလူတော်မထင်ရလောက်တဲ့အထိပြောရင်ဆိုရင်လက်ရင်းဆက်ရဲတယောက်ပါ။ဒါကြောင့်မို့လို့ဝင်းခတ်မုံ Jazz နဲ့ခင်ဝင်းဝါတို့ကစင်လီစိုက်ပျိုးရေးအစီအစဉ်မှာပြည်သက်တင်ရဲ့ချစ်ကိုတရားခိုင်တို့အပြည့်အဝရရှိနေကြတဲ့ထိတ်ဆုံးက၃ယောက်ပဲဖြစ်ပါတယ်နော်။ဖုံးပြီးမရအောင်ပေါ်လာတဲ့ဗီတာမင်နဲ့ရွှေသမီးတို့ရဲ့ဆက်ဆံရေးအခုရပိုင်းချစ်သူဆုံးတွဲတစ်ကလေးဖြစ်နေပြီလားဆိုပြီးအားလုံးကဝိုင်းဝန်းစောင့်ကြည့်နေကြတာကတော့နှကန်းဒီမာလေးတွေရဲ့အသေးဆွဲဗီတာမင်နဲ့မင်းသမီးကျော်လီရွှေသမီးတို့ပဲဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ရှင်းလင်းမှုဟာတာမန်ထက်ပုံနေသလားလို့ထင်ရလောက်ကိုပေါ်ထွက်လာတဲ့ဗီဒီယိုဖိုင်တစ်ခုကြောင့်ပြည်သက်တွေကြားမှာအကြီးကျယ်ကြရက်ထားနေတာပါ။အင်တာနက်ပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်တွေမှာတော့ဗီတာမင်နဲ့ရွှေသမီးတို့ဟာတူးကိုတူအနီးကပ်ကြည့်ရင်အားပွားပြီးတော့မလို့နန်းတော်မလို့လို့စောကစားထားတာကိုမြင်တွေ့ရပါတယ်။ဒါလက်ရှိ TikTok မှာခေတ်စားနေတဲ့ဖျားပေါ်မှာဒီလိုလုပ်လို့မရဘူးလေတူတူဆိုတဲ့ trend လေးကိုအတူတူစော့ထားကြတာပါ။ဒါပေမဲ့သူတို့မျိုးရဲ့မျက်လုံးချင်းစုံပုံနဲ့ပေးထားတဲ့ item တွေကတဘာဝကျလွန်နေတာကြောင့်ဒါအသိဥဆောင်နေရလားတကယ်ပဲချစ်သူတွေဖြစ်နေကြပြီလားဆိုပြီးပြည်သက်တွေကသိချင်နေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုလေးဟာနိုင်ပိုင်းတွင်မှာတင်ကြည့်ရှုသူတန်းနေချီရှိသွားခဲ့ပြီးကွန်မန့်တွေမှာလည်းသူတို့မျိုးနဲ့ပတ်သက်တဲ့မှတ်ချက်တွေပြနေတာပါဗီတာမင်ဟာလက်ရှိချိန်မှာအမျိုးသမီးပြည်သက်တွေရဲ့အသိဆွဲချက်တော်ဖြစ်နေုံတင်မကပဲအမှုပညာရေးချင်းမှာလည်းထိတ်တန့်ပြနေသူပါတချင်းစရာရောတရုတ်ဆောင်တာပါထူးချွန်တဲ့အပြင်ကိုရီးယားမင်းသားလေးတယောက်လိုရုပ်ရည်မျိုးရှိတာကြောင့်မြန်မာပြည်ရဲ့အိုက်ဒေါကောင်လေးအပြင်သတ်မှတ်ခံထားရပါတယ်အထူးသဖြင့်ဗီတာမင်ဟာဒီနှစ်ထဲမှာထွက်ရှိထားတဲ့မြက်လက်တက်ပြီးမဲ့ရေစီးချက်နဲ့ရုပ်ရှင်စကားမှာမင်းသားကြီးညီတူတဲ့အတူရှင်မောင်တန်းတရုပ်ဆောင်နိုင်ခဲ့တာကြောင့်အကယ်ဒမီထွက်တောင်ရှေ့ပန်းစာနေတဲ့လူငယ်ချေပွင့်တူဖြစ်ပါတယ်။သူရဲ့သဘာဝကြတဲ့ဟန်ပန်နေနဲ့အရမ်းမိမိုက်တဲ့အတန်ပါဝါနဲ့တချင်းစုတဲ့စတိုင်တွေကြောင့်ဗီတာမင်ကိုနုပညာလောကရဲ့တောက်ပတဲ့အနာဂတ်ကျပွင့်လေးဖြစ်အားလုံးကလက်ခံထားကြတာပါ။ဗီတာမင်နဲ့ရွှေသမီးတို့လိုက်ဖက်တယ်လို့ဝေဖန်နေကြသူတွေရှိသလိုတစ်ဖက်မှာလည်းဗီတာမင်ရဲ့အမာခံဖန်တချို့ကတော့ဒီဆက်ဆံရေးကိုသဘောမတူနိုင်ဘူးလို့ဆိုနေကြပါတယ်
ဒါလည်းအသက်ကွာလို့ပါဒါပေမဲ့ရွှေသမီးဟာနုပညာလောကမှာအနေပြီးစိတ်ထားကောင်းသူတူဖြစ်လူသိများသလိုသူမရဲ့အေဂျင့်နဲ့အလှတရားကြောင့်ချစ်ခင်ကြတဲ့ပရိသတ်တွေကလည်းအခိုင်အမာရှိနေပြန်ပါတယ်တကယ်တော့အားလုံးထင်ကြီးပေးနေကြတဲ့အဲ့ဒီဗီဒီယိုဖိုင်ဟာဇေယျနဲ့ချစ်မွားလေးတို့ရဲ့မင်္ဂလာပွဲမှာရှိုက်ကူးခဲ့တာဖြစ်ပါတယ်။ဗီတာမင်နဲ့ရွှေသမီးတို့ဟာအဲ့ဒီပွဲမှာတတူသားတတူသမီးအရန်တွေဖြစ်အထူးထူးပါဝင်ပေးခဲ့ကြတာဖြစ်ပြီးပွဲရလက်ချိန်မှာလူငယ်တပါဝပျော်ပျော်ပါပါထရန့်ဆော့ခဲ့ကြတာပါ။ဒါကူမှပရိသတ်တွေကသူတို့နူးရဲ့လိုက်ဖက်နေတာကိုကြည့်ပြီးသဘောတူနေကြတာပါ။ဒီပွဲမှာသူတို့နူးအတူတူတွဲထားတဲ့ပုံရိပ်တွေကလည်းတကယ်မင်္ဂလာမောင်နှံလောင်ထင်မှတ်မစရာကောင်းလောက်ကိုလိုက်ဖက်ညီနေခဲ့ပါတယ်။တချို့ကလည်းသူတို့နူးကိုရုပ်ချင်စကားကြီးတွေမှာအတူတူမြင်တွေ့နေကြသလိုတချို့ကလည်းဒီထက်ပိုတဲ့ရှင်းလင်းမှုတွေကိုမျှော်လင့်နေကြပါတယ်။ဗီတာမင်နဲ့ရွှေသမီးတို့ဟာတကယ်ပဲချစ်သူတွေဖြစ်သွားမလားဒါမှမဟုတ်ခင်မင်ရှင်ကြီးရဲ့လှုပ်ပေါ်ကိုင်ဖက်တွေဖြစ်ပဲရှိနေမလားဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ဘလို့ပဲဖြစ်ဖြစ်သူတို့တို့အတူတူတွဲမြင်ရတဲ့ပုံရိပ်တွေကတော့ပရိသတ်တွေအတွက်ကြီးနူးစရာပုံရိပ်ဖြစ်ခဲ့တာတော့အမှန်ပါပဲ။ပရိသတ်ကြီးတို့ရောဗီတာမင်နဲ့ရွှေသမီးတို့ရဲ့ TikTok ဗီဒီယိုလေးကိုကြည့်ပြီးဘလို့မြင်ကြလဲသူတို့မျိုးကိုချစ်သူတွေဖြစ်သဘောတူကြလားဒါမှမဟုတ်အသက်အရွယ်ကွာခြားချက်ကြောင့်မဖြစ်သင့်ဘူးလို့ထင်ပါသလားမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်ဖွေးစိန်တရားအခုထိလက်တွဲဖော်မထားသေးတဲ့နောက်ွယ်ကအကြောင်းရင်းမှန်မင်္ဂလာပါပရိသတ်များရှင်ဖွေးစိန်နဲ့ကစ်တို့ကတက်တူရွယ်တူညီအမတွေဖြစ်ကြပေမဲ့ဘဝစင်းကတော့အတော်လေးကိုကွာခြားပါတယ်ဆိုလိုချင်တာကကိဟာအခုဆိုရင်အိမ်နာတစ်ခုကိုလည်းထူထောင်ထားနိုင်ပြီဖြစ်ပြီးတော့ရင်းချက်တဲ့အိမ်အောင်ရှင်မအမျိုးသမီးကောင်းတစ်ယောက်အနေနဲ့ဘဝကိုရပ်တည်နေတာပါဒါပေမဲ့ဖွေးစိန်ကတော့အခုချိန်ထိခလေးဆန်နေပြီးတော့လက်တွဲဖော်ရှာဖို့ကိစ္စကိုလုံးဝစိတ်ဝင်စားခြင်းမရှိသေးပါဘူးသူနဲ့အရင်တုန်းကကြွေးခဲ့တဲ့ရေးစားဟောင်းကိုမမေ့နိုင်သေးတဲ့အတွက်ကြောင့်မလို့လက်တွဲဖော်မရှာတာမျိုးတော့မဟုတ်ပါဘူး။သူမကနောက်ွယ်မှာအကြောင်းရင်းတစ်ခုရှိနေတာကြောင့်ပါ။ဝိဇ္ဇာဆိုရင်အနုပညာလောကတွေကိုစတင်ဝင်ရောက်လာစဉ်အချိန်ကလေးကပရိသတ်တွေရဲ့အားပေးမှုကိုတခဲနဲ့ရရှိထားတဲ့သူလေးပါ။ရုပ်ရည်ယူဘကပိုင်းအရာပြောရမယ်ဆိုရင်ကိလောက်တော့မချောပေမဲ့သူကအရန်ကိုချစ်မွေးပါပါတယ်။ဒါပေမဲ့ဖွေးစိန်ကသူမရဲ့မျက်နှာနဲ့ခန္ဓာကိုယ်အစိတ်ပိုင်းဆိုင်ရာတွေကိုမကျဉ်းနှံ့မှုတွေများခဲ့တာကြောင့်ခွဲစိတ်မှုတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။အဲ့လိုမျိုးခွဲစိတ်ပြီးထွက်လာတဲ့မျက်နှာကြီးကိုဒေါက်တာအေနဲ့ချွတ်ဆွတ်တူးသွားတယ်ဆိုပြီးပရိသတ်တွေဗလိန်းခဲ့တဲ့အချိန်ခါတွေလည်းရှိပါတယ်။ဖွေးစိန်ကသူမရဲ့ဘဝမှာသူမသာလင်ဘရင်မဖြစ်ချင်တဲ့သူပါ။သူမမကြိုက်တဲ့အရာတစ်ခုကိုဆိုရင်လေလူတွေတိုက်တွန်းနေရင်တော့မလုပ်သလိုသူမကြိုက်တဲ့အရာကိုဆိုရင်လေလူတွေလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေတဆွထုတ်လုပ်တတ်တဲ့သူလေးပါ။အားနွဲတဲ့မိန်းမသားတယောက်လို့ထင်ရပေမယ့်သူမကိုသူမအကောင်းဆုံးချစ်တတ်ပါတယ်။ဒါကြောင့်မလို့ဖွေးစိန်အခုချိန်ထိလက်တွဲဖို့မရှာရသေးတဲ့အဓိကအကြောင်းရင်းကတော့သူမကိုသူမအယမ်းချစ်နေပြီးသူမရဲ့စံနှုန်းတွေကိုဘယ်သူမှလိုက်မမီသေးလို့ပဲဖြစ်ပါတယ်။ဝင်းမောင်ရွှေဆိုရင်အခုယောက်ျားယူထားတဲ့အတွက်ကြောင့်မလို့ယောက်ျားလောက်စာနဲ့ထိုင်စားပြီးတတိမကြီးဖြစ်နေရတာမှန်ပေမယ့်ယောက်ျားပြောတဲ့စကားကိုနားထောင်ယောက်ျားရဲ့မျက်နှာမျက်နှာကလေးကိုတော့အလိုက်ထိုက်ကြည့်ရမှာအမှန်ပါပဲ။ဖိုးဖေးကအဲ့လိုမျိုးသူများမျက်နှာကြည့်ပြီးတော့မှကောင်းကောင်းကန်းနေရတာမျိုးကိုလုံးဝမကြိုက်ပါဘူး။ပရိသတ်တို့သူ့ရဲ့အတွင်းစိတ်ကိုမပြောလေနဲ့သူ့ရဲ့တရုပ်ဆောင်တဲ့ပုံစံလေးတွေကိုကြည့်ရင်တော့သူမကဘလို့လူစားလဲဆိုတာကိုခံမှန်းမိကြမှာပါ။လွန်ခဲ့တဲ့နှစ်တွေကကျွဲခဲ့တဲ့ချစ်သူနဲ့ဘာသာမတူလို့ပြတ်ခဲ့အပြီးမှာအခုဆိုရင်တယောက်တည်းအေးအေးချမ်းချမ်းနဲ့နေလာတာလည်းအတော်လေးကိုကြာပါပြီ။အဲ့ဒီချိန်ကလေးကစလို့ကိုပဲချစ်ပြီးတော့ကိုပဲဂယုဆိုင်နေထိုင်လာခဲ့တဲ့ဖွေးစိန်ကနောက်ထပ်လက်တွဲဖို့အသက်လုံးဝမရှာသေးတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောဖွေးစိန်တယောက်အခုလိုတကူရဲတောက်ပနေတာကိုပို့ပြီးတော့သဘောကျကြတယ်မလားနော်ဝင်းမောင်ရွှေယောက်ျားအထူးယူတဲ့နေတိုးမိမရဲ့အရေးချင်းများအသိန်းဆိုတဲ့ဇက်ကောင်နဲ့မြက်လက်တက်ပေမယ့်ရှီစီးရချန်တဲ့ဇက်ကားမှာပရိသတ်မျက်ရည်ကိုတိမ့်ပိုက်သွားတဲ့မင်းသားကြီးနေတိုးကိုအားလုံးကဝိုင်းချစ်ကြပါတယ်။ဒါပေမဲ့နေတိုးရဲ့အောင်မြင်မှုနောက်ကွယ်မှာလူမသိတဲ့ပံ့ပိုးမှုအပြင်နေတိုးရဲ့မိန်းမပါဝင်နေတာကိုတော့ဘယ်သူမှသတိမထားမိကြပါဘူး။တကယ်တော့ရုပ်ရှင်မင်းသားမင်းသမီးတူနဲ့လက်တွဲရတယ်ဆိုတာတကယ်ကိုမလွယ်ကူပဲသဘောထားကြီးနိုင်မှအဆင်ပြေနိုင်တာပါနေတူကသဲဆုမြတ်ရွှေနဲ့အိမ်အောင်ကြခဲ့ပြီးလို့တားတယောက်တောင်ရခဲ့ပါပြီဒါပေမဲ့လည်းအိမ်အောင်ကြပြီးနောက်ပိုင်းမှာမင်းသမီးတွေနဲ့အိမ်ရဘော်ကစံဝင်ကန်နေပါတယ်နောက်ညှို့စားတဲ့စကားကြီးတွေကိုအများပြားရိုက်ကူးခဲ့ရပါတယ်အဲ့ဒီကားတွေနဲ့လည်းအကယ်ဒမီကိုထိုက်တန်စွာရရှိခဲ့ပါတယ်အန်အိုဖို့ကောင်းတာကနေတိုးရဲ့မိန်းမဟာသူ့ယောက်ျားရဲ့အလုပ်နဲ့ပတ်သက်ပြီးတော့လုံးဝသဝင်တူခြင်းမရှိတာပါပဲတကယ်ဆိုရင်နေတိုးကပိုးမမီတောင်နောဖိုးရိတ်ထားလို့လို့မင်းသမီးငယ်ငယ်ချောချောလေးတွေနဲ့တွဲနေချိန်မှာသဝင်တူမယ်ဆိုရင်တိုးလို့ရပါတယ်သဝင်တူပြီးတားမြစ်ခဲ့ရင်လည်းမိန်းမချစ်တဲ့နေတိုးကနားထောင်မှာပါဒါပေမဲ့ဝိုင်ရင်မင်းသားကြီးတူကိုလက်တွဲယူထားတဲ့အမျိုးသမီးကောင်းတူအနေနဲ့နေတိုးရဲ့နှုတ်ပညာကိုဝင်ရောက်ဆွတ်ဖက်ခြင်းလုံးဝမရှိပဲဘေးနားကနေအပြေးဝကူညီပေးခဲ့ပါတယ်
နေတိုးရဲ့ရုပ်ရှင်ကားကြီးတွေကိုသာလူကြိုက်များပေမယ့်ငါရဲ့မင်းသားမိန်းမဆိုပြီးအတန်လုံးဝမထွက်ပဲနေတဲ့တဲဆုမြတ်ရွှေကိုတော့ဘယ်သူမှတတိမထားမိတာချီချူရမယ့်အချက်ဖြစ်ပါတယ်။ကျန်တဲ့မင်းသားမိန်းမတွေကိုကြည့်လိုက်ရင်နေဝင်းမိန်းမဆိုလဲနေဝင်းကိုအကြောင်းပြလိုက်ကလေးကိုအကြောင်းပြလိုက်နဲ့လူရှိစွတ်ထွက်ပြီးအောင်မင်းခံမိန်းမဆိုရင်လည်းကလေးတယောက်နဲ့ဘလို့ရိုက်မဆုံးဖြစ်နေတာပါ။ပိုင်တကုံရဲ့မိန်းမဆိုရင်လည်းဘသူစိတ်မချလို့ဆိုပြီးရိုက်ကွင်းနေထိန်လိုက်သွားတာကိုတွေ့ရပါတယ်။အဆိုးဆုံးကတော့ဝင်းမုံရွှေရဲ့ယောက်ျားပဲဖြစ်ပြီးနေရာတကာတကောက်ကောင်လိုက်ကဝင်းမုံရွှေကိုသူ့ပိုင်ချောင်ပြလို့မဆုံးဖြစ်နေပါတယ်။ဒါပေမဲ့လည်းတဲဆုမြတ်ရွှေကတော့အိမ်အောင်ချပြီးကြတဲ့ကနေနေတိုးရဲ့နာမည်ကိုလုံးဝရှုမသုံးပဲအေးချမ်းချမ်းလေးနေပြီးပွဲတက်ကလွယ်လို့ဘာကူမှဝင်မရှုပ်ပါဘူး။ဒါကြောင့်နေတိုးရဲ့မိန်းမနဲ့ဝင်းမုံရွှေရဲ့ယောက်ျားကိုရှင်လိုက်ရင်သဘောထားပြေဝပုံချင်းအရန်ကိုကွာနေတာကိုတွေ့ရမှာပါ။တခါဆိုရင်ဆိုင်ဆိုင်ခလိုက်နဲ့တူပွဲတန်းရတဲ့ပွဲတစ်ခုမှာဝင်းမုံရွှေကတမင်ကြီးကိုဆိုင်ဆိုင်ခလိုက်နဲ့မျက်လုံးချင်းမစုံမီအောင်အတင်းချောင်နေတာကိုပြည်သက်တွေကတွေ့ကြရပါသေးတယ်။ဒါကြောင့်ဝင်းမုံရွှေရဲ့အသေးချစ်ခံရတဲ့ဆိုရင်နောက်ကွယ်မှာသူ့ယောက်ျားညဉ့်ညမကြောက်နေရကြောင်းမြင်သာနေပြီးဆိုင်ဆိုင်ခလိုက်ကိုတော့စကားမပြောရခဲ့ပါဘူး။ဒါပေမဲ့လည်းနေတူကတော့ဘသူ့ကောင်မှကြောက်ရခြင်းမရှိပဲပျော့ပျော့ရွှင်ရွှင်နဲ့အမှုပညာလုပ်တွေကိုလုပ်နေနိုင်တာမို့လို့ဒီနေရာမှာတော့ဝင်းမုံရွှေရဲ့ယောက်ျားကနေတိုးရဲ့မိန်းမကိုအတူယူတင်တယ်လို့ပြောရမှာပါလက်ရှိမှာတော့နေတိုးရဲ့မျက်လက်တက်ပြီးမြရှီစီကကျန်းနေဆိုရင်စကားဟာအင်မတန်ကိုဝဝကွယ်အောင်မြင်နေပြီးနှစ်ပတ်ဆက်တိုင်ရှုံးတင်ထားရတယ်လို့သိရတယ်လို့ပြည်သက်တွေကလည်းနေတိုးကိုဒီကားနဲ့အကယ်ဒမီထပ်မံနေကြပါတယ်ပြည်သက်ကြီးတို့ရောလူပုံလေးမှာအရှမ်းချစ်ပြနေတဲ့ဝင်းမုံရွှေရဲ့ယောက်ျားနဲ့နောက်ွယ်ကနေဘာသာမှမထွက်ပဲမင်းသားကြီးကိုပန်ပုံးနေတဲ့ဇနီးလေးတဲဆုမြတ်ရွှေတို့နှစ်ယောက်မှာဘသူဟာပူချစ်တတ်တယ်လဲဘသူဟာပူပြီးသဘောထားပြေဝတယ်လဲဆိုတာကို comment မှာထင်ကြီးလေးရေးခဲ့ပေးကြပါအောင်ရှင်သူမကိုနေချင်းညချင်းခရိုနီဘွားရောက်စေခဲ့တဲ့စီးပွားရေးအသစ်တစ်ခုကြောင့်အခုလိုပြောပြခဲ့တဲ့နဝရက်မင်္ဂလာပါပရိသတ်များရှင်တကယ့်တခါကအရန်ကိုနာမည်ကြီးပြီးတော့ပရိသတ်ရှင်ထဲမှာနေရာအပြည့်အဝယူခဲ့ဘူးတဲ့နဝရက်ကအခုဆိုရင်တော့မင်းသမီးအလုပ်တွေကိုရန်နာချပြီးစီးပွားရေးဘက်ကိုကူးတန်းနေတယ်ဆိုတာပရိသတ်တို့လည်းသိမှာပါလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကပဲနဝရက်ဟာမချင်မကြားတဲ့စီးပွားရေးလုပ်ငန်းအသစ်တစ်ခုကြောင့်သူမကအခုဆိုရင်မြန်မာနိုင်ငံကခရိုနီတွေချမ်းသာတယ်ဆိုတာလောက်ကိုတော့တောင်းချလို့ရနေပါပြီဆိုပြီးပရိသတ်တွေကိုပြောပြလာခဲ့တာပါတော်ရုံလူတွေဆိုရင်အခုလိုအရန်အောင်မြင်သွားတဲ့စီးပွားရေးလုပ်ငန်းကိုလူများသိအောင်လို့လုံးဝချပြကြမှာမဟုတ်ပါဘူး။လှည့်ဝက်ထားပြီးတော့ပဲကိုပဲဆက်လက်အောင်မြင်ကိုပဲပတ်စံတွေအများကြီးဆက်လက်ပြီးတော့ရရှိနေကြမှာပါ။ဒါပေမဲ့နဝရက်ကတော့စိတ်ထားကောင်းတဲ့သူလေးပြီးသူ့ရဲ့စီးပွားရေးလုပ်ငန်းအကြောင်းကိုသူချစ်တဲ့ပရိသတ်အားလုံးသိအောင်မျှဝေပြီးတော့အင်တာဗျူးတစ်ခုမှာအခုလိုပဲပြောပြသွားခဲ့တာပါ။အချိန်တိုအတွင်းမှာဒီလောက်ထိအောင်မြင်နေတယ်ဆိုတော့သူမကတရားမဝင်တဲ့စီးပွားရေးလုပ်ငန်းတွေလုပ်နေရလားလို့တော့မထင်လိုက်ပါနဲ့စိတ်ထားကောင်းသူလေးပြီးအလုပ်ကိုလည်းရိုးရိုးသားသားပဲလုပ်တာပါတာမန်လူတွေနဲ့ဘာကွာသွားလဲဆိုရင်တော့ကံပါသူမကကံအထောက်ပံ့အရန်ကိုကောင်းသွားခဲ့တာဖြစ်ပါတယ်အဲ့လိုမျိုးကံအထောက်ပံ့ကောင်းတာကလည်းနဝရဟာဆိုရင်မိဘအပေါ်မှာအရန်ကိုတိတက်ပြီးတော့ကျေးဇူးဆက်ချင်စိတ်အပြည့်ရှိနေတဲ့သူလေးတယောက်မို့လို့ပါဖြစ်စဉ်ကတော့သူမကရွှေစုရတာအရန်ကိုဝါသနာပါပါတယ်ရွှေရီအများကြီးကိုဝယ်စုထားတတ်တဲ့သူပါသူမမှဆိုရင်စုထားတဲ့ရွှေတုံးကြီး9တုံးတောင်ရှိပါတယ်လွန်ခဲ့တဲ့နှစ်ကအဲ့ဒီရွှေတုံးကြီး9တုံးကိုရောင်းချပြီးတော့ပြင်ဦးလွင်မှာမြေကွက်တွေအများကြီးဝယ်ယူခဲ့ပါတယ်မြေကွက်ဝယ်ပြီးတော့ရင်းနှီးမြှုပ်နှံတဲ့စီးပွားရေးဆိုတာမျိုးကတစ်ချိန်ချိန်မှာအကျိုးမြတ်ပြန်ရမယ်ဆိုတာကလူတိုင်းသိပါတယ်ဒါပေမဲ့သူမပြန်ရောက်လိုက်တဲ့အချိန်မှာရတဲ့ရထိုက်တဲ့အကျိုးမြတ်ချက်အစာပေါင်းများစွာပို့ပြီးတော့ကိုအမြတ်များစွာရရှိသွားတာပါမြေကွက်ဈေးတွေအရန်ပေါက်နေတဲ့အချိန်မှာထုတ်ရောင်းပစ်လိုက်တာကြောင့်မလို့ပတ်စံတွေအများကြီးပိုင်ဆိုင်သွားပြီးတော့အခုဆိုရင်ဘန်တိုးနဲ့စားတာတော့သူမကခရိုနီနီးနီးနေထိုင်သွားနိုင်တာဖြစ်ပါတယ်ဒါကြောင့်မလို့အခုနောက်ပိုင်းမှာဆိုရင်မြေကွက်တွေဝဲစုပြီးတော့မြေကွက်ပြန်ရောင်းစားတဲ့တတိမကြီးအဖြစ်နဲ့ပဲတစ်သလုံးရက်တည်သွားတော့မယ်ဆိုပြီးပရိသတ်တွေကိုအတိပေးပြောပြလာခဲ့တာပါသူမရဲ့ကံကောင်းမှုနဲ့ပတ်သက်လို့ပရိသတ်ကြီးတို့ကရောဘယ်လိုများတွေးမိကြပါသလဲနော်ရွှေချိုရွေးပွဲမှာသုံးချက်စင်ကိုဒီလိုကြည့်မရလို့ပြုတ်လိုက်ကြောင်းတဲပြောလာတဲ့မိသားတို့ရွှေချိုရွေးပွဲမှာပြည်သက်တွေအားပေးကြတဲ့သုံးချက်စင်ကိုပြုတ်လိုက်ရတဲ့အဓိကအကြောင်းရင်းကိုပြောလာတာကတော့တင်းဥဆောင်မင်းသမီးမိသားတို့ပါသုံးချက်စင်ဆိုတာကတော့ရေစက်တို့တင်တဲ့တခါတရံမစုံစည်းတာဇလန်းထဲမှာတင်းဥဆောင်တဲ့သူလေးဖြစ်ပါတယ်အဆိုပါဇလန်းတွဲထဲမှာတော့တွန်းကျိတ်စင်ဟာအင်းမြတ်သူရဲ့ငယ်ဘဝနေရာမှာတည်ယူဆောင်တာပါဇလန်းတွဲထဲမှာတွန်းကျိတ်စင်ဟာအင်းမြတ်သူရဲ့ပုံစံအတိုင်းတထင်ရတဲ့တည်ယူဆောင်နိုင်လို့လေအားလုံးကချီးကျူးအားပေးကြတာဖြစ်ပါတယ်ဒါအပြင်တွန်းကျိတ်စင်ဟာတွတ်တွတ်လတ်လတ်နဲ့ချစ်စရာကောင်းတယ်လို့အပြင်မှာလည်းစီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေသူမို့ပြည်သက်တွေကချစ်ခင်အားပေးကြတာပါ
ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့တွန်းကျယ်စင်ကယခုနှစ်အကယ်ဒမီပေးပွဲအတွက်ရွှေကြိုပြုံဝင်ပြိုင်တာပါဒီလိုအချိန်မီတန်းတို့အပါအဝင်တခြားသောနာမည်ကြီးမင်းသားမင်းသမီးတွေကတွန်းကျယ်စင်ကိုပြုတ်ချလိုက်တာဖြစ်ပါတယ်ဒါကြောင့်လေလူတွေကတုံးချိတ်စင်လိုနာမည်ကြီးနေတဲ့သူကိုဘာလို့ဖြုတ်ပစ်တာလဲဆိုပြီးသိချင်နေကြတာပါအခုခါမှာတော့မိသားစုကတုံးချိတ်စင်ကိုဘာလို့ဖြုတ်လိုက်ရတယ်လဲဆိုတာကိုပြောလာပါပြီအဲ့ဒါကတော့တုံးချိတ်စင်ဟာရုပ်ရည်ပိုင်းအားနေလို့ပထမဆင်မှာပြုတ်သွားတာလို့ဆိုပါတယ်ပထမဆင်မှာတရုပ်ဆောင်တဲ့ရုပ်ရည်ကိုကြည့်ဖြုတ်တာမို့တုံးချိတ်စင်ကရုပ်ရည်အားနေလို့ဖြုတ်တာဆိုပြီးပြောလာတာပါဒါအပြင်တုံးချိတ်စင်အပါဝင်ရွှေကြိုလာပြိုင်ကြတဲ့သူတွေဟာမြမရုပ်ရှင်ကားတွေလည်းမကြည့်ဘူးဘူးတူတာလည်းမရှိလို့တမင်ဖြုတ်လိုက်တာလို့ဆိုပါတယ်